မိတ်ဆွေဟာတင့်ကိုတင်စူးစမ်းရှာဖွေမှုအားဘလောက်ကောင်းတယ်လို့ထင်ပါတယ်။တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်တို့လူသားတွေဟာစူးစမ်းရှာဖွေမှုတွေကိုတော့ဆက်လုပ်နေရမှာဖြစ်ပါတယ်။စူးစမ်းရှာဖွေမှုတွေကိုဒါမလုပ်ခဲ့ဘူးဆိုရင်ခရစ္စတိုဖာကိုလမ်ဘတ်လည်းအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့မှာမဟုတ်ပါဘူး။တစ်ဖက်မှာတော့အဲ့လိုစူးစမ်းရှာဖွေမှုတွေကိုလုပ်ရင်းနဲ့ပဲအသက်ပေးခဲ့ရတဲ့သူတချို့ကတော့ရှိနေပါတယ်။ဒီနေ့မှာတော့လူသူရောက်ပေါက်နေတဲ့နေရာတွေကိုစူးစမ်းရှာဖွေမှုတွေလိုက်လုပ်ရင်းနဲ့အသက်ပေးခဲ့ရတဲ့သူတို့ချို့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တွတ်တလွင်မြင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမဆုံးတစ်ခုကတော့အမေရိကန်နိုင်ငံဥတာခရိုင်ကနက်တီပူတီကူထဲမှာဖြစ်ပွားခဲ့တဲ့ဝမ်းနည်းစရာမတော်တဆမှုဖြစ်ပါတယ်။ဒီကူကို1960ခုနှစ်မှာ Dale Green ဆိုသူကရှာဖွေတွေ့ရှိခဲ့ပြီးတော့ကျင်းမြောင်းတဲ့လမ်းကြောင်းတွေရှုပ်ထွေးတဲ့ဖွဲ့စည်းပုံတွေနဲ့လူသိများပါတယ်။2004ခုနှစ်မှာယာယီပိတ်ထားပြီးလုံခြုံရေးလမ်းညွှန်ချက်အသစ်တွေနဲ့ပြန်ဖွင့်ခဲ့ပါတယ်။2009ခုနှစ်နိုဝင်ဘာ24မှာတော့26နှစ်အရွယ်စေကျောင်းသား John Edward Jones ဟာသူ့ညီ George နဲ့မိသားစုဝင်တချို့နဲ့အတူ Thanksgiving မတိုင်ခင်မှာစွန့်စားမှုတစ်ခုအနေနဲ့ဂူထဲကိုဝင်ခဲ့ပါတယ်။ John ဟာ Barkanel လို့ခေါ်တဲ့ကျင်းမြောင်းတဲ့လမ်းကြောင်းကိုရှာဖွေနေစဉ်မှာမြေပုံမထုတ်ရသေးပဲပုံမိုကျင်းမြောင်းတဲ့ downlight တွင်းတစ်ခုတွေကိုမားဝင်သွားခဲ့ပြီးမြေအောက်ပေ100ကျော်ဂူအဝမှပေ400အကွာမှာအကျဉ်း10လက်မှအမြင့်18လက်မှသာရှိတဲ့နေရာမှာခေါင်းအောက်ဆိုင်အနေထားဖြစ်ပြီးတော့ညက်ကြံခဲ့ပါတယ်။ဒီအနေထားကြောင့်သူ့ရဲ့နှလုံးနဲ့အဆုတ်တွေပေါ်ဖိအားများစွာတက်ရောက်စေပြီးတော့အသက်ရှူကျပ်ခြင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကယ်ဆယ်ရေးဝန်ထမ်း130ကျော်ကတုံ့ပြန်ခဲ့ပြီး28နာရီကြာအောင်စူးစမ်းကယ်တင်ခဲ့ကြပါတယ်။သူတို့ဟာပူလီကျိုးနဲ့ harness တွေကိုတုံးပြီးဂျွန်ကိုတခဏလောက်18လက်မှအထိဆွဲတင်နိုင်ခဲ့ပါတယ်။ပူလီအန်ကာပြတ်သွားတဲ့အတွက်သူဟာပိုနဲ့တဲ့အကြောင်းတွေကိုပြန်ကျသွားခဲ့ပါတယ်။အချိန်တော်ကြာသတိရှိပြီးကယ်ဆယ်ရေးသမားတွေနဲ့မိသားစုကိုစကားပြောနိုင်ခဲ့ပေမဲ့ခေါင်းအောက်ဆိုင်အနေထားဖြစ်တာကြောင့်သူ့အခြေအနေဟာဆိုးလာခဲ့ပြီးနောက်ဆုံးမှာနှလုံးရက်သွားက2009ခုနှစ်နိုဝင်ဘာလ25ရက်ညနေခင်းမတိုင်ခင်မှာတည်ဆုံးခဲ့ပါတယ်။ကိုရဲ့ကျင်းမြောင်းမှုနဲ့အန်ဒီရဲ့များလုံးတဲ့အတွက်သူ့ခန္ဓာကိုယ်ကိုဘေးကင်းစွာမထုတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်နက်တီပူတီကူကိုသူ့ခန္ဓာကိုယ်နဲ့အတူအတေကျပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပြီးကွန်ကရစ်နဲ့အပီးပိတ်ခဲ့ပါတယ်။နောက်ပိုင်းမှာဂူအဝမှာသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ကြောက်စာတစ်ချက်ထားရှိခဲ့ကြပါတယ်။ဒီဖြစ်စဉ်ဟာမီဒီယာတွေမှာကြဲကြဲပြန့်ပြန့်ဖော်ပြခြင်းခံခဲ့ရပြီးဂူစူးစမ်းလေးလာခြင်းရဲ့အန်ဒီတွေကိုသတိပေးခဲ့ပါတယ်။2016ခုနှစ်မှာ The Last Descent ဆိုတဲ့ဇက်ကားတကားကဂျွန်ရဲ့ဖြစ်စဉ်ကိုရိုက်ကူးခဲ့ပါသေးတယ်။နောက်တစ်ခုကတော့တရုတ်မှာဖြစ်ခဲ့တာပါ။ဒီဖြစ်စဉ်က2014ခုနှစ်အောက်တိုဘာ4ရက်နေ့မှာတရုတ်နိုင်ငံဂွမ်ရှီကဒွန်းယောင်းဒေသမှာရှိတဲ့ကျူးတန်ကူထဲမှာဖြစ်ခဲ့တာပါ။အသက်73နှစ်ကနေ15နှစ်အရွယ်ဆယ်ကျော်သက်ယောက်ျားလေး6ယောက်တည်ဆုံးသွားခဲ့တဲ့အတွက်တရုတ်နိုင်ငံရဲ့အရန်ကိုဝမ်းနည်းစရာကောင်းတဲ့ဂူမတော်တဆမှုတွေကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီကလေးတွေဟာကျေးရွာကျောင်းကကျောင်းသားတွေဖြစ်ပြီးတရုတ်နိုင်ငံတော်အားလျက်နေ့မှာလူကြီးတွေမသိပဲစွန့်စားခြင်းနဲ့စိတ်နဲ့ဂူထဲဝင်သွားကြတာပါ။ကျူးတန်ကူဆိုတာချော်လွယ်ပြီးတော့အတော်အန္တရာယ်များတဲ့နေရာပါ။မြေအောင်းမြစ်တွေကျင်းမြောင်းတဲ့လမ်းကြောင်းတွေရှိတဲ့အတွက်လေ့ကျင့်မှုမရှိသူတွေအတွက်အင်မတန်အန္တရာယ်များပါတယ်။တခြားပြဿနာကဒီကူမှာသတိပေးဆိုင်ဘုတ်တွေအကာအရံတွေလုံးဝမရှိပါဘူး။ဂူထဲရောက်သွားတဲ့အခါကလေးတွေဟာလမ်းပြောက်သွားကြတယ်။မှောင်နေတယ်။ရေတွေတက်လာနေတယ်။လမ်းကြောင်းကလည်းမရင်းနေတဲ့အတွက်ပိတ်မိသွားကြပါတယ်။သူတို့ပြောင်းနေတာကိုချက်ချင်းသတင်းပေးတာမျိုးမရှိဘဲမိသားစုတွေကသတိထားမိမှရှာဖွေရေးစတင်ခဲ့ကြတာပါ။ရဲတွေမိသက်တွေစေရနာဝန်ထမ်းတွေအားလုံးစူးစမ်းခဲ့ကြပေမဲ့ဂူထဲကလမ်းကြောင်းတွေကကျင်းမြောင်းပြီးမြင်ကွင်းမကောင်းတဲ့အတွက်အခက်တွေ့ခဲ့ကြရပါတယ်။နောက်ဆုံး3ရက်နီးပါးကြာမှကလေး6ယောက်လုံးရဲ့အလောင်းတွေကိုဂူအတွင်းနက်နက်ထဲမှာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့တည်ဆုံးခဲ့ရတဲ့အကြောင်းကရေနစ်တာပင်ပန်းလုံးတာအေးမြတဲ့ပတ်ဝန်းကျင်တန်ခံရတာတို့ကြောင့်ဖြစ်မယ်လို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံတဝန်းလူတွေအယံဝမ်းနည်းခဲ့ကြပါတယ်။ပြီးတော့ဒီလိုအန္တရာယ်များတဲ့နေရာကိုဘာကြောင့်ပိတ်မထားတာလဲ။ကလေးတွေကိုတဘာဝဘေးအန္တရာယ်တွေအကြောင်းဘာကြောင့်သင်မပေးထားတာလဲဆိုပြီးဒေသအာဏာပိုင်တွေကိုလူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကျူးတန်ကူကိုအပီးတိုင်ပိတ်ပစ်လိုက်ပြီးတခြားကူတွေလည်းလုံခြုံရေးတိုးမြင့်လာခဲ့ပါတယ်။ဒီအဖြစ်အပျက်ကကလေးတွေကိုအန္တရာယ်ရှိတဲ့နေရာမှာမလွတ်တင်ဘူး။ကျေးလက်ဒေသကကလေးတွေကိုပညာပေးဖို့လိုတယ်။အားလျက်တွေမှာကလေးတွေကိုပို့ဂရုစိုက်ဖို့လိုတယ်ဆိုတဲ့အချက်တွေကိုပြန်သတိပေးသွားခဲ့ပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်ကလှပနိုင်တယ်လို့အင်မတန်အန္တရာယ်များတယ်ဆိုတဲ့အချက်ကိုလည်းသတိရစေခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။
နောက်ဆုံးပြောပြပေးချင်တာကတော့2001ခုနှစ်မတ်လ21ရက်နေ့ကဇမ်ဘီယာနိုင်ငံလူကာစ်ကအနီးကခါလင်ဘာ Reptile Park မှာဖြစ်ခဲ့တဲ့အဖြစ်ဆိုးကြီးဖြစ်ပါတယ်။ဇမ်ဘီယာတက္ကသိုလ်ကကျောင်းသား9ယောက်ဂူထဲမှာအသက်ရှူလမ်းကြောင်းပိတ်ပြီးတေဆုံးသွားခဲ့တာပါ။ဒါကဇမ်ဘီယာနိုင်ငံရဲ့သမိုင်းမှာအဆိုးရွားဆုံးဂူခရီးသွားဖြစ်ပျက်တစ်ခုလို့မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီကျောင်းသားတွေဟာခါလင်ဘာ Reptile Park ကိုလေပတ်ဖို့ရောက်နေတဲ့အုပ်စုတစ်စုဖြစ်ပါတယ်။ဒီပန်းခြံမှာခါလင်ဘာ Cape လို့ခေါ်တဲ့လူလုတ်ဂူတစ်ခုရှိပါတယ်။ဒီဂူကိုငါးကန်အဖြစ်သုံးပြီးမြေအောက်ရေတွေမှာငါးတွေမွေးကြတာပါ။ကျောင်းသား9ယောက်ကဒီငါးကန်ကိုကြည့်ဖို့ဂူအတွင်းကကျင်းမြောင်းပြီးလေဝင်လေထွက်မကောင်းတဲ့အခန်းတစ်ခုတွေကိုဝင်သွားကြပါတယ်။ဒီအခန်းထဲမှာအောက်ဆီဂျင်နည်းနေပြီးကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အဆိပ်ငွေ့တွေများနေတယ်။အကြောင်းကဂူထဲမှာလေဝင်လေထွက်မရှိပဲတဘာဝအတိုင်း organic ပစ္စည်းတွေဆွေးမြေ့တာကြောင့်ပါ။ကျောင်းသားတွေဟာတယောက်ပြီးတယောက်အသက်ရှူကျက်ပြီးလဲကျသွားကြပါတယ်။ကျောင်းသားတယောက်ကိုအရေးပေါ်ဆေးရုံပို့နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာသူလည်းတေဆုံးသွားခဲ့ပါတယ်။ဒါနဲ့ပဲတေဆုံးသူအရေအတွက်9ယောက်အထိဖြစ်သွားခဲ့ပါတယ်။တေဆုံးသူတွေအားလုံးဟာဇမ်ဘီယာတက္ကသိုလ်ကအနာဂတ်ရှိသူလူငယ်တွေဖြစ်တာကြောင့်ပို့ပြီးတော့ဝမ်းနည်းစရာကောင်းခဲ့ပါတယ်။ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးဇမ်ဘီယာတနိုင်ငံလုံးဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ဒီဖြစ်ပျက်နောက်ပိုင်းခါလင်ဘာကိတ်ကိုအပီးတိုင်ပိတ်ပစ်လိုက်ပါတယ်။ဇမ်ဘီယာအစိုးရနဲ့တက္ကသိုလ်ကိုလူတို့ကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။ဒီဖြစ်ပျက်ကြောင့်ပဲခရီးသွားနေရာတွေနဲ့ကျောင်းခရီးစဉ်တွေမှာလုံခြုံရေးစည်းမျဉ်းတွေပို့ပြီးတော့တင်းကျပ်လာခဲ့ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကတော့လူသူရောက်ပေါက်နေတဲ့ဂူရီမှာသွားပြီးတော့စူးစမ်းရှာဖွေလေ့လာမှုတွေလုပ်ခဲ့တဲ့လူငယ်လေးတွေရဲ့စိတ်မကောင်းစွာအသက်ပေးခဲ့ရတဲ့ဖြစ်ပျက်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းစိတ်ဝင်စားစရာဘုသူတရစရာအကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့တုတလွင်မြင် channel ကနေဆက်လက်တင်ဆက်ပေးဦးမှာဖြစ်လို့စောင့်မျှော်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ